Hello အားလုံးပဲမင်္ဂလာပါဟိုရှိ page ကနေကြိုဆိုပါရစေကျွန်တော်ဒီနေ့ဒီကြောက်စိမ်းလေးတွေမှာဒီသစ္စာဘွားကနေပြီးတော့ပြန်ပြီးတော့ကြောက်စိမ်းကိုတွေးတဲ့အခါမှာတွေးလေတွေးထားရှိတဲ့ပုံစံလေးတွေအကြောင်းမျှဝေပေးချင်ပါတယ်ပုံမှန်ဆိုရင်အနီးပြားမှာဆိုရင်ထာပလာကွက်ကိုတွေးကြတယ်ကြောက်စိမ်းမှာဆိုရင်ထာပလာကွက်ကိုတွေးလေတွေးထားမရှိဘူးကြောက်စိမ်းမှာဘာတွေတွေးကြလဲဘယ်လိုပုံတွေတွေးကြလဲနံပါတ်1ကပ်ဖို့ချွန်ဆိုတာလုံးကြောဆိုတော့ဒီကျွန်တော်တို့မြင်သာအောင်ပြောမယ်ဆိုလို့ရှိရင်ဘဲဥတချမ်းဖြက်ကျွန်တော်တို့ဒီဘဲဥပုံလေးကိုဘဲဥကိုလုံးလေးပုံစံကိုဖြတ်လိုက်ရင်တချမ်းဖြတ်လိုက်လို့ရှိရင်မြင်ရတဲ့ပုံစံအဲ့တော့ဒီလိုပုံစံမျိုးလေးဘဲဥတချမ်းဖြက် oval shape လို့လည်းခေါ်တယ်အဲ့လိုပုံစံတွေးတယ်နောက်တစ်ခါကျတော့မအန်းဒီလိုရှည်လဲလဲလေးနော်မအန်းသူကဒီလိုကက်လန့်ကွင်းလို့လည်းခေါ်တယ်မအန်းနော်နောက်တစ်ခါကျတော့ကျွန်တော်ဒီအလွယ်ခွားရင်တော့ပေါက်စီပုံစံလိုမျိုးလေးပေါ့ဝိုင်းဆက်ဆက်လေးဝိုင်းဆက်ဆက်ကလေးသူကကြတော့လုံးဝ oval shape လိုမျိုးလဲလိုမျိုးရှည်လဲလဲလေးမဟုတ်ဘူးသူကြတော့လုံးဝဝိုင်းဆက်ဆက်လေးဝိုင်းဆက်နေရပဲအများသောအားဖြင့်တော့ nugget တို့လက်စွပ်တွေမှာလည်းမြင်ရပါတယ် nugget တွေမှာလည်းမြင်ရတယ်ခုနကတော့ oval shape ကြတော့ကျွန်တော်တို့ဒီနဆွဲပုံစံထားတဲ့ပုံစံတွေမှာမြင်ရတယ်မောင်အန်းကကြတော့လက်စွပ်မှာပဲမြင်ထားရှိတယ်ပေါ့နော်ဒီလက်စွပ်မှာじゃအများသောအားဖြင့်ဒီကန့်လန့်ကွင်းနေလို့လည်းခေါ်ရမြန်မာလို့ဟုတ်ကဲ့အခုလိုမျိုးစုံဒီနားထောင်ပေးရတဲ့အတွက်ကျေးဇူးများတင်ပါတယ်ရှင်